မြန်မာနိုင်ငံရွှေမင်းသားဖောင်ဒေးရှင်းကျွန်တော်လိမ့်မှုပြီးတော့မတန်ဆွမ်းကိစ္စနဲ့ပတ်သက်ပြီးရေးယူဆောင်ရွက်ပေးပါ19ရက်2လ2026ကပို့အရေးယူပါလို့မှတ်ချက်လည်းရှိပြီးသားပါဒီစာကိုအကြောင်းပြုပြီးတိုင်တန်းတာဖြစ်လာမှုတည်ပြီးတော့တပည့်အစည်းအဝေးကတပည့်စီမင်းစည်းကမ်းနဲ့ညီရေးယူဆောင်ရွက်ခြင်းဥပဒေနဲ့ညီဆောင်ရွက်ခြင်းများကိုပြုလုပ်ရတော့မယ့်အနေအထားဖြစ်တယ်ညီလေးဝေစင်ရောကားကြရှိတာကပြဿနာမတက်စီနဲ့တို့ကစာထွက်ပြီးပါရဲ့နဲ့ကားတယ်ဆိုပြီးလိုက်ပြီးပြဿနာရှာမယ်တိုင်မဲ့အဖွဲ့အစည်းမဟုတ်ငါတို့အဲ့ဒီကိစ္စလုံးဝမလုပ်ဘူးမရှိဘူးအခုကတပည့်အစည်းအဝေးကတနေ့ကျွန်တော်ကပိတ်ပါတို့တပည့်အစည်းအဝေးလို့ပြောလိုက်ရင်ဖိုးချေဆိုကျွန်တော်ကိုမြင်ချတယ်ကျွန်တော်ကပိတ်တာပါတားတာပါမျိုးစုံတဘောအလုံးတစ်ခါမှမကြောက်ဘူးတဲ့